သူမကတော့ရင်တိုက်မှုမတော်တဆမှုဖြစ်ပြီးတဲ့နောက်ပိုင်းအဖေကအရေးပေါ်ဆေးရုံတင်လိုက်ရပြီးအမေကဆုံးသွား၍သူမကတော့ရိုးသွားတယ်။အဲ့ချိန်မှာသူမအရန်ချစ်တဲ့ကောင်လေးကသူမနှိပ်စက်ခံရတာကိုတွေ့ပေမဲ့ဂရုမစိုက်ပဲကြည်ပြီးပြန်သွားလိုက်တယ်။ဆရာဝန်ကတော့သူမစီသွားပြီးသူမရဲ့ဆေးစစ်ချက်အဖြေမှာသူမကဦးနောက်ကင်ဆာနောက်ဆုံးအဆင့်ထိရောက်နေတဲ့အကြောင်းသွားပြောပြနေတယ်။ဒါပေမဲ့သူမကရိုးနေတာဆိုတော့ကင်ဆာဆိုတာမသိ၍ဆရာဝန်ကအသက်မရှင်တဲ့ယောဂဆိုပြီးပြန်ပြောပြလိုက်တော့သူမကကောင်လေးကိုလက်ထပ်ပေးဖို့ကြံနေ၍တေးလို့မဖြစ်တေဘူးဆိုပြီးဆရာဝန်ကိုပြော၍ဆရာဝန်ကသူမကိုအဲဆိုရင်ကောင်လေးကိုတွားရှာပြီးပြောပြပြီးဆေးကုသမှုမြန်မြန်ခံယူဖို့ပြောလိုက်တယ်။အဲကြောင့်သူမကအိမ်မှာကောင်လေးကိုစောင့်နေတဲ့ချိန်ကောင်လေးကရီးစားဟောင်းကိုခေါ်ပြီးအိမ်ကိုပြန်လာနေတာတွေ့ရလိုက်တယ်။အဲချိန်မှာသူမကရီးစားဟောင်းရဲ့ပေါင်နယ်တွေကကိုတွေ့တော့သူရင်တိုက်မှုခံရတဲ့ချိန်ထွက်လာတဲ့လူရဲ့ပေါင်နယ်နဲ့အရန်တူနေတာတွေ့လိုက်၍သူမကချက်ချင်းပဲသူတို့ရင်တိုက်မှုဖြစ်တာကရီးစားဟောင်းရဲ့လက်ချက်ဆိုတာသိသွား၍ကောင်လေးကိုတွားပြောပြတော့ကောင်လေးကတရေခံကိုသိပေမဲ့သူမကိုမကူညီပဲရီးစားဟောင်းကိုပဲကာကွယ်ပေးလိုက်၍ခေါ်သွားလိုက်တယ်ပြီးတော့သူမကမကျေနပ်၍ပြန်သွားပြောတော့ကောင်လေးကသူမကိုပြန်ဆူမောက်လိုက်တယ်ဒါပေမဲ့သူမကကောင်လေးကိုအရန်ချစ်၍တီးခံလိုက်ပြီးရီးစားဟောင်းကိုတီးမှမနေခိုင်းဖို့ပြောတော့ကောင်လေးကနားမထောင်ပဲသူမကိုမင်းပဲမနေချင်ရင်မနေနဲ့ငါခုချစ်နေတာသူပါအဲကြောင့်မင်းကိုလက်ထက်ယူမှလေးမဟုတ်ဘူးဆိုပြီးပြောနေတဲ့ချိန်ရီးစားဟောင်းကနေမကောင်းဟန်ဆောင်လိုက်၍ကောင်လေးကဆေးသွားယူမလို့လုပ်တော့သူမလေးကောင်လေးကိုကျမစီမလေးတည်သွားနိုင်တဲ့ယောဂရှိတယ်ဆိုပြီးပြောပြတော့ကောင်လေးကအိတ်တိတ်အေးဆက်နဲ့သူမကိုအဲဆိုရင်ဆေးရုံသွားပြဖို့ဆိုပြီးပဲပြောလိုက်၍အခန်းသွားလိုက်တယ်အဲ့ချိန်မှာရီးစားဟောင်းကထလာပြီးသူမကိုကောင်လေးကိုရအောင်ယူပြမယ်ကြည့်ထားဆိုပြီးပြောနေတဲ့ချိန်ကောင်လေးဆင်းလာတာကိုတွေ့တော့ရီးစားဟောင်းကသူမကသူ့ကိုပါရိုက်တယ်လို့လှုပ်လိုက်တဲ့အကြောင်းကောင်လေးကအမြန်ဆင်းလာပြီးသူမကိုတွန်းလိုက်ပြီးရီးစားဟောင်းကိုတွားပြီးယူဆိုင်နေ၍သူမကစိတ်ဆိုးသွားပြီးအပြင်ထွက်သွားလိုက်တယ်ဒါပေမဲ့ကောင်လေးကသူမကိုလုံးဝဂရုမစိုက်ပဲသူ့ရဲ့စိတ်ကရီးစားဟောင်းစီမှာပဲရှိနေတယ်အဲ့ချိန်မှာသူမရဲ့အဖေကအခြေအနေမကောင်းဘူးဆိုတာကြားရလိုက်တယ်။သူမကတော့သူ့ရဲ့အဖေလေးဆုံးသွား၍အရန်ဝမ်းနေ၍ဆရာဝန်ကပဲသူမကိုဂရုစိုက်ပေးပြီးဖတ်ထားတဲ့ချိန်ကောင်လေးကရောက်ရှိလာပြီးသူမကိုခေါ်လိုက်တယ်ပြီးတော့ဆရာဝန်ပြန်သွားတော့ကောင်လေးကရီးစားဟောင်းကိုကယ်ချင်၍သူမကိုအရန်စိတ်ပူတလို့ဟန်ဆောင်ပြီးသူမကိုရီးစားဟောင်းကိုအယိုးကျင်စီလှူပေးရင်ငါမင်းကိုလက်ထက်ယူမယ်ဆိုပြီးပြောလိုက်တယ်။အဲကြောင့်သူမကကောင်လေးပျော်ရွှင်ရင်ရပြီးဆိုပြီးကောင်လေးပြောတာကိုလက်ခံလိုက်ပြီးသူမကအရန်နာတာကိုတီးခံ၍ကောင်လေးအတွက်အယိုးကျင်စီကိုက်ညီမှုရှိမရှိသွားစမ်းသက်ပေးနေစေပြီးတော့သူမနိုးလာတဲ့ချိန်ဆရာဝန်ကသူမကိုအသက်ရှင်မဲ့ရက်ကတိတ်မကြံတော့ဘူးဒါပေမဲ့ဤတစ်ခုတော့ရှိတယ်ဆိုပြီးဆရာဝန်ကသူမကိုသူမနဲ့အရန်တူတယ်သူ့ရဲ့ကောင်မလေးစီခေါ်လာလိုက်တယ်ပြီးတော့စဝင်ကသူမကိုသူ့ရဲ့ကောင်မလေးကနှလုံးမကောင်းတော့၍ကတင်ပုံမှာပဲတက်တင်လစ်နေတာတော်ကြပြီးဆိုပြီးပြောပြတော့သူမကအဲဆိုရင်ကဲတင်ဖို့နီးလန့်ရှိသေးလားဆိုပြီးမေး၍ဆရာဝန်လေးသူမကိုနှလုံးအစားထိုးနိုင်ရင်တော့ကဲနိုင်တယ်ဆိုပြီးပြော၍သူမကိုလေမင်းအသက်ဆက်ရှင်ခြင်းတည်ရင်မင်းရဲ့နှလုံးကိုသူ့ကိုအစားထိုးပေးလိုက်ရင်သူကမင်းအတွက်အသက်ဆက်ရှင်ပေးသွားနိုင်တယ်ဆိုပြီးပြောပြ၍သူမလေးသူအချိန်မရှိတော့တာသိ၍ကောင်လေးကိုလေးစိတ်ပြတ်သွား၍ဆရာဝန်ပြောတာကိုလက်ခံလိုက်တယ်ပြီးတော့သူမကနောက်ဆုံးအနေနဲ့ကောင်လေးနဲ့ပုံအတူရိုက်ချင်၍သူမကရမ်းလှပစွာပြင်ဆင်ပြီးကောင်လေးကိုစောင့်နေတယ်ဒါပေမဲ့ကောင်လေးကဆရာဝန်ဖုန်းဘလောက်ဆက်ဆက်မကင်ဘူးပြီးတော့သူတို့လေးကောင်လေးကိုစောင့်တာလေးအရန်ကြာသွား၍ဓာတ်ပုံဆရာတွေတောင်အလုပ်ဆင်းတော့မယ်ဆိုပြီးပြောမှကောင်လေးကရောက်ရှိလာ၍သူမကဓာတ်ပုံဆရာတွေအလုပ်ဆင်းတော့မှကြောင့်ပုံရင်ရိုက်ဖို့ပြောတော့ကောင်လေးကအချိန်ဆွဲနေ၍ဆရာဝန်ကသူမကိုတကူတော်ပုံအရင်သွားရိုက်ခိုင်းလိုက်ပြီးကောင်လေးကိုပုံရိုက်ဖို့နည်းနည်းပြင်ဆင်ပေးမလို့လုပ်တာနဲ့ရီးစားဟောင်းကနေမကောင်းဘူးဆိုပြီးဖုန်းဝင်လာတာနဲ့ကောင်လေးကချက်ချင်းပြန်ထွက်သွားလိုက်တယ်အဲကြောင့်သူမကတနာစရာလေးကြံရစ်ခဲ့ပါတယ်ကောင်လေးကတော့ရီးစားဟောင်းကခွဲစိတ်ခန်းဝင်၍စိတ်ပူနေတယ်သူမကတော့နောက်ဆုံးအနေနဲ့ကောင်လေးရဲ့ရီးစားဟောင်းကိုရောအယိုးကျင်စီလူပေးပြီးဆရာဝန်